ပါရှင်စုပါဒီနေ့မှာတော့ baking oven ရှိကြမလို့ပဲအိမ်မှာရှိတဲ့ hint set တဲ့ pan နဲ့ပဲ cookie လောစားပြတာလေးကိုမျှဝေပေးလိုက်ပါတယ်။ဆိုတော့အဆုံးတင်လိုက်ကြည့်ပေးပါဦးနော်။ဒါလေးကတော့ပဝင်ပစ္စည်းလေးနဲ့ချိုးစားလေးပါ။ပထမဆုံးထောပတ်50 gram ထည့်ပါတယ်။50 gram ဆိုလို့ရှိရင်ထမင်းစားဆုံး3စွန်းစာနေပါလောက်ရှိပါတယ်။တခြားကထမင်းစားဆုံး3စွန်းစာထည့်ပါတယ်။အညိုရောင်တခြားကိုတုံးထားပါတယ်။ cookie လုပ်တဲ့အခါမှာအညိုရောင်တခြားကအနံ့ပုံမွေးပြီးတော့အနေကပိုစိမ့်တဲ့အရာသာကိုပေးပါတယ်။အပြုံတခြားကိုသုံးလို့ရပါတယ်။အပြုံတခြားကကျတော့ cookie ကိုပို့ပြီးတော့ကျွတ်တက်တခြားကိုပေးပါတယ်။ပြီးတော့ရင်တော့ cookie သားပုံနူးညံ့မှုအတွက်ကျုပ်တစ်လုံးကိုထည့်ပါတယ်။ဗနီလာကိုလည်းအနေငယ်ထည့်ပါတယ်။မရှိလည်းမထည့်လို့ရပါတယ်။ပြီးတော့ရင်တော့တမအောင်ငွေပေးရပါမယ်။ချုံမုတ်100 gram ထည့်ပေးပါတယ်။ချုံမုတ်ကအထွေထွေသုံးချုံကိုသုံးထားပါတယ်။ချုံမုတ်နဲ့အတူ baking powder နဲ့စားကိုပါတစ်ခါတည်းထည့်ပေးပါတယ်။ပြီးတော့ရင်အားလုံးတမအောင်မွေပေးရပါမယ်။အားလုံးတမအောင်မွေပေးရင်းနဲ့ပုံမှန်ပြထားသလိုမုတ်သားအနေထားရပြီဆိုလို့ရှိရင်ဆိုတော့ချောကလက်ချစ်ကိုထည့်ပေးဖို့လိုပါတယ်။ချောကလက်ချစ်ကထမင်းစားဆုံး3စွန်းစာလောက်သုံးထားပါတယ်။ချောကလက်ကတော့အိမ်မှာရှိတဲ့ချောကလက်ပြားကိုပဲအစိတ်သေးလေးစိတ်ပြီးတော့ထည့်လိုက်ပါတယ်။အားလုံးတမအောင်မွေရင်းနဲ့ဒီလိုမုတ်သားအနေထားရပြီဆိုလို့ရှိရင်ရေကတတာထဲမှာသူ့မိနစ်20နာရီဝက်လောက်အေးခံထားရပါမယ်။အေးခံထားတဲ့အချိန်မှာဒေဝိုးကိုလည်းစီပဲဖြစ်ဖြစ်ထောပတ်ပဲဖြစ်ဖြစ်လုပ်ထားပေးရပါမယ်။အေးခံထားတဲ့မုတ်သားကို cookie ပုံစံလုပ်ပါမယ်။ cookie ပုံစံလုပ်တဲ့အခါမှာမုတ်သားကိုမုတ်လုံးလုံးတို့လိုအရင်လုံးပြီးတော့လက်ပွားအလဲကောင်မှာထားပြီးဖိလိုက်တာနဲ့ cookie ပုံစံလေးဖြစ်သွားပါပြီ။ဒီအတိုင်းပဲမုတ်သားနဲ့ကုန်တဲ့အထိ cookie ပုံစံလေးလုပ်ပေးလိုက်ပါတယ်။အားလုံးပြီးသွားရင်တော့ဒေဝိုးကို10မိနစ်လောက်အပူအရင်ပေးပြီးမှမုတ်သားလေးထည့်ပေးပါနော်။အပုံးအုပ်ပြီးတော့10မိနစ်လောက်ထားပေးရပါမယ်။ပြီးသွားရင်တော့အခြားတစ်ဘက်ကိုလှန်ပေးပြီးတော့9မိနစ်လောက်ထားပေးရပါမယ်။ဒါဆိုရင်တော့အပြင်သားတင်းတင်းလေးနဲ့အတွင်းသားနူးညံ့တဲ့ chocolate chip cookie လေးရပါပြီ။ baking oven ရှိကြမလို့ပဲအိမ်မှာရှိတဲ့ hint set တဲ့ pan နဲ့ပဲအလွယ်တကူလုပ်စားလို့ရတဲ့အတွက်လည်းလို့စကြည့်ကြပါနော်။ဆိုရဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်လည်း like and share လုပ်သွားပေးပါဦးနော်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်သွားပေးပါဦးလို့ဆိုနေတောင်းဆိုချင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်။ Bye bye